အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပေးသက်တွေအားလုံးမင်္ဂလာပါ။နာမည်ကျော် Superstar Cristiano Ronaldo ကအခုလက်ရှိမှာ Saudi Arabia Club Al Nassr နဲ့လမ်းခွဲသွားနိုင်တယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်ခဲ့ပြီးမှအခု Al Nassr က Cristiano Ronaldo ကိုဆက်ထိန်းထားနိုင်ဖို့တော်တော်လေးအခြေအနေကောင်းသွားတယ်။ဆိုတော့အခုလက်ရှိမှာ Saudi Arabia ထိပ်တန်းကလပ်တွေကိုပိုင်ဆိုင်ထားတဲ့ Bin Salman ပေါ့လေ Bin Salman ဆိုတာကလက်ရှိ Saudi ရဲ့အိမ်ရှိမင်းသားဖြစ်ပြီးတော့ PIF လို့ခေါ်တဲ့ Public Investment Fund အဓိကပိုင်ဆိုင်ထားတယ်။သူကိုယ်တိုင် Saudi ဘောလုံးလောကတိုးတက်ဖို့20ဘီလီယံထိထည့်သွင်းထားပြီးတော့အခုလက်ရှိမှာအဲ့ Saudi က Bin Salman ပိုင်ဆိုင် share ပိုင်ထားတဲ့ club ၄ သင်းတွေကဒါ Ali နဲ့ Al-Ittihad ကို Cristiano Ronaldo ကိုဆက်ထိန်းထားဖို့သူတို့ဘက်ကပြောနေထားတယ်။အဓိကတော့ Saudi Pro League မှာလူစိတ်ဝင်စားတဲ့ဒီတစ်ခုဖြစ်လာအောင် Ronaldo ကအဓိကဥဆောင်ခဲ့တာဖြစ်တဲ့အတွက် Ronaldo ကိုသူတို့ဘက်က Saudi မှာဆက်ရှိခြင်းနဲ့ဒါကြောင့် Al-Hilal ကိုပဲပြောင်းမလား Ali ကိုပြောင်းမလားဆိုတဲ့ option တစ်ခုကိုပေးထားတယ်။ဒါပေမဲ့လည်း Cristiano Ronaldo ဟာနောက်ဆုံးမှာတော့ Al Nassr အသင်းမှာပဲဆက်နေဖို့ဆုံးဖြတ်သွားတယ်။ဆို Al Nassr ရဲ့အားကစားဒရိုက်တာဟီယာတို့အပါဝင်တောင်ရှိသူတွေအားလုံးကRonaldo ကိုဆွေးနွေးပြီးတော့ Cristiano Ronaldo ကို promise ပေးထားတယ်ပေးတယ်အဓိကတော့ Ronaldo ကလက်ရှိအသင်းမှာအခုသူတို့နီးပြ Stefano ပြောလိလဲယာဒုကထုတ်ခံရတယ်လို့လက်ရှိအသင်းကတော်တော်လေး weak ဖြစ်တယ်အသင်းလိုက်စုစည်းမှုအားနေတယ်ခံစစ်အားနေတယ် quality ကိုသမားရှိတယ် quality တိုက်စစ်တွဲရှိတယ်ဒါပေမဲ့ကွင်းလယ်ပိုင်းတော်တော်လေးအားနေတယ်ဆိုတော့အရင်တော့ကတော့ဒါ Otavio တို့ Brozovic တို့ Fofana တို့နဲ့တော်တော်လေးအလုံးဟုတ်ပြီမဲ့အခုလက်ရှိမှာသူတို့ကွင်းလယ်ကတော်တော်လေး weak ဖြစ်တယ်ဆိုတော့ Cristiano Ronaldo ဟာ Al Nassr နဲ့တက်တန်းထပ်တိုးမယ်တနစ်ကိုတန်း200ပဲထပ်မံရရှိမှာဖြစ်ပေမဲ့ဒီတစ်ချိန်မှာတော့ဒီနွေရာသီဆမ်မာမှာ Al Nassr ဟာထိပ်တန်းကစားသမားတွေကိုခေါ်ယူပေးမယ်ဆိုပြီးတော့ Ronaldo ကိုဒါသူတို့ဘက်ကဒါဘယ်လို promise ပေးထားတယ်Al Nassr အနေနဲ့ကလပ်ရဲ့ဒါဘိုးနောက်ခံလို့အတွဲကွင်းလေအတွဲနဲ့တောင်ပန် position တွေကိုအဓိကခေါ်ယူအားဖြည့်သွားမှာဖြစ်ကြောင်းဆိုပြီးတော့သူတို့ဘက်ကလည်းကစားမရောင်းချမှုတွေကိုလည်းပြုလုပ်သွားဖို့ရှိတယ်လို့ဆိုတယ်ဒီနေရာမှာ Saudi Pro League ကနောက်ထပ်ကျန်းတဲ့တစ်ချက်ကအခုလောလောဆယ်အနေထားအရဒါဘယ်လိုပြောမလဲ Saudi Pro League ကအခုလောလောဆယ်မှာဒီ Al Nassr ရဲ့ပြိုင်ဘက် Al-Hilal ကအခုလက်ရှိမှာသူတို့ဘက်ကဒီ Simone Inzaghi ကိုအသေးအတန်လိုက်နေတယ်Simone Inzaghi ကိုချန်ပီယံလိဘောလုံးပွဲမတိုင်ခင်မှာအကျိုးသဘောတူညီမှုရတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ်တစ်ဖက်မှာတော့ဒါ Bruno Fernandes ကို Al-Hilal ကအသေးအတန်လိုက်နေတယ်တစ်ချိန်တည်းမှာပဲ Al-Hilal ဟာထိပ်တန်းကစားသမားတွေအပြင်ကိုအခုလောလောဆယ်မှာ AC Milan အသင်းရဲ့ဘယ်နောက်ခံစားမှာ Theo Hernandez ကိုပါကန်လာထားတယ် Saudi Club ကဒီကစားသမားကိုတနေ့လောက်ခလာစာတန်း30ထိပေးထားပြီးတော့ဒါသူ့ကိုဒါခေါ်ယူဖို့ကြိုးပမ်းနေတယ်ဒီနေရာမှာAl-Hilalရဲ့ကန်လာမှုတွေ